လူငယ်တယောက်ကတိုင်းပညာသင်ယူဖို့အတွက်ဆရာတဦးစီမှာတပည့်ခံခဲ့တယ်။ဒါပေမဲ့သူ့ဆရာကတိုင်းပညာသင်ပေးမိအစားသူ့ကိုနေ့စဉ်ပကံပြားများလှည့်ခိုင်းနေသည်ကိုသာတွေ့ရတယ်။ပကံပြားတစ်ချက်စီကိုအချင်းရေ9000ပြည့်အောင်လှည့်ရသည်အကယ်၍ပကံပြားပြုတ်ကြခြင်းဖြစ်ဖြစ်ကွဲရခြင်းရှိမှာကအစမှပြန်စားရသည်။ပကံပြားလှည့်ခြင်းကိုကျွမ်းကျင်ပြီးနောက်တွင်ပကံလုံးများထိုမှတစ်ဆင့်လက်ဖရေးချမ်းပကံငယ်လေးတွေများကိုပါလှည့်ရပြန်သည်။ဒီလိုလေ့ကျင့်ခြင်းကပြိုင်ဘက်ကိုအသေးရဲထိုးနှက်နိုင်စွမ်းရှိစေရန်အာယုံစူးစိုက်မှုကိုပုံမထက်မြက်စေလေလို့ဆရာဖြစ်သူကဆိုတော့လေထိုလူငယ်ကမူဒီထူးဆန်းပေါလေ့ကျင့်ခန်းများကိုအထင်သေးမိတယ်။ဒီနေ့တော့သူကဆရာဖြစ်သူကိုအလစ်အငိုက်တိုက်ခိုက်ခဲ့တော့လေဆရာကစာအုပ်တအုပ်ကိုသာအသုံးပြုပြီးသူ့ကိုအလွယ်တကူပဲနှိမ်နှင်းလိုက်တယ်။အခြားရွေးချယ်စရာမရှိတော့တာကြောင့်လူငယ်သည်နေ့စဉ်ပကံပြားလှည့်သည့်အလုပ်ကိုပဲပြန်လုပ်ဆောင်ရတော့တယ်။9နှစ်ကြာပြီးနောက်မှာတော့သူဟာသသားတို့တစ်ချောင်းနဲ့ဖြင့်ပကံပြားများကိုလှည့်နိုင်လာရုံသာမကအံ့ဩစရာကောင်းတာကလက်ဖရေးချမ်းပကံငယ်လေးများသည်ပင်တဝီလှုပ်ရှားမှုနှင့်အညီစီးချက်ကြလိုက်ပါလဲပါလာခြင်းပဲဖြစ်တယ်။ထိုအခါမှသာဆရာဖြစ်သူကကျေနပ်စွာခေါင်းညိတ်ပြလေးတယ်။9နှစ်တာပင်ပန်းဆင်းရဲစွာလေ့ကျင့်မှုသည်လူငယ်၏စိတ်ထက်ကိုငြိမ်သက်နေသောရေပင်ကဲ့သို့တည်ငြိမ်သွားစေခဲ့တယ်။ထို့နောက်တွင်မှဆရာကသူ့ကိုရေပေါ်မှာမျောနေသောတစ်သားပြားများကိုလက်ပလားဖြင့်ရိုက်ခွဲခိုင်းပြီးတိုက်ခိုက်ရမည့်အကွာဝေးကို10ရက်လင်တပြေစီတိုးထွားအောင်လေ့ကျင့်စေခဲ့တယ်။တနေ့မှာသူကခြေလန်း3လမ်းအကွာမှာတစ်သားပြားတစ်ချက်ကိုလဝါးရိုက်ချက်တစ်ချက်ထဲဖြင့်ကြေမွသွားစေခဲ့တယ်။ယခုကသူ့ရဲ့လက်ကဝတ်ခွန်အားနဲ့ကျွမ်းကျင်မှုမှာအလုံးမြင့်မြတ်လာတဲ့ဖြင့်ပေါင်100အလေးချိန်ရှိတဲ့သဲအိတ်တောင်သူ့လက်ချက်နဲ့တိုးဖူးခဲ့လို့လွယ်တကူစွာကြေမွပျက်စီးသွားလိမ့်မယ်။နောက်ဆုံးမှာဆရာဖြစ်သူကသူ့ကိုရှောင်းလင်းကျောင်းတော်ရဲ့တစ်သားရုပ်ထုလောင်းကိုနမူနာယူပြုလုပ်ထားတဲ့တစ်သားရုပ်ထုများရှိရာကိုခေါ်ဆောင်သွားတယ်။အဲ့ဒီနေရာမှာအာယုံတနဲနဲ့လွတ်သွားတာနဲ့မြေပြင်ပေါ်သို့ပြုတ်ကျသွားနိုင်တဲ့အန္တရာယ်ရှိတယ်။လူငယ်ဖြစ်သူကတစ်သားရုပ်ထုများကိုသူမနိုင်စရာမရှိဘူးအထင်သေးခဲ့ပေမဲ့တိုက်ခွက်လက်ခွက်အတွင်းမှာပဲသူကမြေပြင်ပေါ်သို့လဲကျသွားခဲ့ရတယ်။သူကစိတ်မပြတ်ပဲထိုရုပ်ထုများ၏လှုပ်ရှားမှုယန္တနာများကိုအသေးအသေးလေ့လာတော့တယ်။မကြခင်မှာသူသည်ရုပ်ထုများရဲ့တိုက်ကွက်ပုံစံများကိုကျွမ်းကျင်သွားပြီးအရက်မျက်နှာပေါင်းမှာလာတဲ့တိုက်ခိုက်မှုများကိုအလွယ်တကူခုခံနိုင်လာရုံသာမကသူ့ဆရာနဲ့တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရတွင်ပင်တန်သူရင်ရှင်နိုင်တဲ့အဆင့်ကိုရောက်ရှိသွားလိမ့်တော့တယ်။